မင်္ဂလာပါရှင် Key Cartoon Story Time Channel လေးမှာကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ပြောပြပေးခြင်းတဲ့ပုံမြင်လေးကတော့နန္ဒမန်းကျဲတွန်းငယ်ရဲ့ဒါနချောင်းပုံမြင်လေးပဲဖြစ်ပါတယ်ရှင်တခါတော့ကရေချမ်းစင်ရွာကလေးမှာဥပညာနဲ့ဗလဆိုတဲ့တောင်ရသမားသားအဖရှိတဲ့ကွယ်ဖခင်ဖြစ်သူဥပညာနဲ့သားဖြစ်သူဗလာတို့ကကတော့ကဆအမြဲဖြစ်လေရှိကြတဲ့အဲ့လိုအမြဲရန်ဖြစ်ရတဲ့အကြောင်းကလည်းထူးထူးခြားခြားမဟုတ်ပါဘူးကွယ်ဗလာကဥပညာခိုင်းသမျှကိုအားစခွန်ဆိုင်လောက်ကင်လေးရှိပေမဲ့တခါတလေသူ့ဖခင်ပြောတာကိုလက်မခံမဲသူထင်ရကိုတယူတန်စိတ်နဲ့လှုပ်တက်တဲ့အကျဉ်းစိုးကြောင့်ပေါ့ကွယ်တားအချောင်းကိုတည်နေတဲ့ဥပညာကလူကြီးပြီးတားဖြစ်သူကိုတောင်ရနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေကိုအမြဲပြောပြပြီးလမ်းညွှန်ပေးလိရှိတဲ့ကွယ်ဥပညာကဒါနီးလည်းမကြတဲ့လောက်ကင်မှုဟာအချင်းနီးဖြစ်တတ်တဲ့အချိန်ကုန်မဲ့လူပင်မန်းမဲ့ခရီးမရောက်ဘူးဆိုတာကအစရာသီဥတုအခြေအနေကိုလိုက်ပြီးနှစ်တစ်နှစ်ရဲ့ဘယ်ရာသီမှာဘယ်သီးနှံကိုစိုက်ပျိုးရမယ်ဆိုတာအစုံသူတွေ့ကြုံတွေကိုတားဖြစ်သူဗလာသိစေခြင်းလို့ရှင်းပြတာပေါ့ကွယ်ဒါကိုဗလာကတိတ်လက်မခံခြင်းမို့တဲ့ဗလာရဲ့သဘောထားကခိုင်းတာလုံးမယ်ဖခင်ရဲ့တချို့စကားတွေကိုလက်မခံချင်တာမျိုးဖြစ်ပြီးဖခင်ပြောပြနေတဲ့အတွေ့အကြုံဘိုးတုတတွေဟာသူနာတွေကိုဒုက္ခပေးနေတယ်လို့ပဲမှတ်ယူနေတာပေါ့ကွယ်ဥပညာကဗလာဟာသူ့ရဲ့စကားတွေကိုလက်မခံခြင်းမှန်းသိပေမဲ့ဒီနေ့သူမျက်ကွယ်သွားတဲ့အခါတားဖြစ်သူကိုယ်တိုင်ဦးစီးဦးဆောင်လုပ်ရတဲ့အခါလုပ်ငန်းအတွေ့အကြုံရှိမှကျွမ်းကျင်မှအောင်မြင်နိုင်မဲ့အကြောင်းကြိုတင်တွေးတောမိလို့ပြောပြနေတာပေါ့ကွယ်တားဖြစ်သူဗလာကတော့ဖခင်ဖြစ်သူရဲ့စကားကိုကြားပြီးဖခင်စကားကိုဒီပနာကဝင်ဟိုပနာကထွက်အဲ့လိုမျိုးပဲလုပ်နေတဲ့တနေ့မှာတော့ဥပညာတို့တာအဖစီကိုဓာတ်တဲ့တယောက်ရောက်လာတဲ့ဥပညာလည်းအခန်းတင်တာကြောင့်ဓာတ်တဲ့စီကဓမ္မနှစ်ချောင်းကိုဝေလိုက်တာပေါ့ကွယ်ဓာတ်ဝယ်ပြီးရနဲ့ဥပညာကဓာတ်တွေကိုချက်ချင်းအသုံးမပြုဖို့ဗလာကိုပြောလိုက်တဲ့ဗလာဟာဥပညာဒီလိုမှာတာကိုဘဝင်မကျဖြစ်ပြီးဒါပဲဝယ်ပြီးမသုံးရဘူးဆိုတာတော့မဟုတ်သေးဘူးအဖေကတကယ်စာအုပ်ကြီးသမားပဲလို့တူတူပြောလိုက်တဲ့ကွယ်အဲ့ဒီအချိန်မှာတားဖြစ်သူကိုလက်တွေ့သင်ခန်းစာပေးချင်နေတာနဲ့အတော်ပဲဖြစ်သွားတဲ့ဥပညာဟာတားရီဒီမှာဒါနဲ့ချောင်းမင်းကြိုက်တာရွေးယူပါလို့ပြောပြီးပေးလိုက်တာပေါ့ကွယ်ဥပညာကဗလာကိုဓာမပေးရင်လဲဓာအသစ်တွေကိုချက်ချင်းမသုံးဖို့ပြောထားတဲ့ဥပညာစကားကိုသုံးတော့ဘာဖြစ်လဲဆိုတဲ့သူ့အတွင်းနဲ့သူသုံးတော့မယ်ဆိုတာဥပညာသိနေတာကြောင့်ပေါ့ကွယ်တကယ်တော့ဥပညာကဓာကိုချက်ချင်းမသုံးရဘူးလို့ဆိုတာကဓာတစ်ကိုကျင့်သုံးဖို့ဆိုတာပါပဲဒါကိုပဲဗလာဟာသူ့ထင်တဲ့သူတွေးလိုက်တာပါကွယ်ဗလာကဓာကိုယူပြီးတာနဲ့တွေးပြီးအသုံးပြုဖို့ပဲတွေးနေတာပေါ့ဥပညာကတော့ဓာကိုကျင်သားယူရအောင်မယ်ဆိုတာသိထားတာကြောင့်ကျင်သားမယူပဲသုံးမယ်ဒါဖြစ်သူရဲ့ဓာဟာဘလို့ဖြစ်မယ်ဆိုတာကိုစောင့်ကြည့်ပြီးသင်ခန်းစာပေးဖို့စဉ်းစားထားတာပေါ့ကွယ်ဥပညာကသူ့ရဲ့ဓာကိုမာကျောလွန်တဲ့အရာတွေကိုမခုတ်သေးပဲမြေကြီးကိုခုတ်ပေးတဲ့ပြီးတော့အသားဆိုပင်လေးတွေကိုခုတ်ပေးတယ်ဓာသွေးကြောင်းနဲ့သွေးတယ်ဒီလိုပုံစံနဲ့ပဲအချင်းချာချာကျင်သားယူတဲ့ဗလာကတော့စာအုပ်ကြီးသမားဖခင်ရဲ့စကားကိုဓာတစ်ကိုချက်ချင်းသုံးတာဘာဖြစ်တယ်လဲဆိုတာမျိုးပြောချင်တာကြောင့်သူ့ဖခင်ဓာကိုကျင်သားယူတယ်လို့မျိုးမလုပ်ပဲဓာကိုတွေးပြီးချင်းတွေဖြတ်တော့တဲ့ဗလာဖြတ်နေတဲ့ချင်းတွေဟာချင်းအဆိုးအချောက်အပိန်အတုပ်အသားဆုံးပါတဲ့ဗလာဟာချင်းပုံလေးကချင်းပိန်ဆူတွေကိုဦးဆုံးဖြတ်လိုက်တဲ့အခါဓာကအစင်ပြေတဲ့ဒီလိုအစင်ပြေတာကိုဗလာကကဲတဝက်ပြေးသွားပြီအဖေချက်ချင်းသုံးတော့ဘာဖြစ်တယ်လဲလို့ပြောလိုက်တာပေါ့ဥပညာကအေးပါဆက်ဖြတ်ကြည့်ပါအောင်လို့ပဲပြောလိုက်တာပေါ့ဗလာကဖြတ်မယ်ဗျာဆိုတဲ့အကြည့်နဲ့ဥပညာကိုကြည့်လိုက်ပြီးတုံးသွားတဲ့သူသားကိုသွေးလိုက်ပြန်တဲ့ဒီလိုနဲ့ဗလာဟာချင်းတွေဖြတ်လိုက်တာတဝက်လောက်ဖြတ်ပြီးသွားတာပေါ့ဒါကဘာမှမဖြစ်သေးတော့ဖခင်ကိုဓာတ်တစ်ဘာမှမဖြစ်ပါဘူးဆိုတဲ့သဘောနဲ့ဖခင်ကိုတကြီးလုံးရင်ဖြတ်တဲ့ကုံလူမှာတော့တစ်ချောင်းပြီးနောက်တစ်ချောင်းဖြတ်တဲ့အခုဗလာဖြတ်ဖို့ကင်ထားတဲ့ထင်းချောင်းဟာ
ခတ်မာမာတစ်သားကြောင့်ခတ်တုတ်ပဲဖြစ်တဲ့အဲ့ဒီတန်သားဟာအလွန်မာတဲ့အသားဖြစ်တာကြောင့်ခုတ်လိုက်တဲ့အခါဓာတ်ပဲ့သွားတဲ့ဓာတ်တစ်ဟာအသွားပဲ့သွားတဲ့အခါခုတ်လို့မကောင်းတော့ပါဘူးဥပညာကဗလာရဲ့အဖြစ်ကိုကြည့်ပြီးဓာတ်တစ်ကိုချက်ချင်းသုံးတော့ပဲ့သွားတာပေါ့လို့ပြောလိုက်တဲ့ဒါကိုဗလာကပဲ့တော့ပါဖြစ်လေခုတ်လို့ရသေးတာပဲလို့ပြောပြီးစက်ခုတ်ချလိုက်တဲ့အခါဒါဟာအသွားပဲ့နေတာကြောင့်လူရထိမရပဲဗလာရဲ့ခြေထောက်ကိုထိခိုက်မိသွားတဲ့ကွယ်အဲ့ဒီအချိန်မှာဗလာဟာတင်ငန်းစာရသွားပြီးတာနီးလည်းမကြတဲ့လောက်ကင်မှုဟာအချင်းကြီးဖြစ်တတ်တဲ့အချိန်ကုန်မယ်လူပင်မန်းမယ်ခရီးမရောက်ဘူးဆိုရဲဖခင်ဥပညာရဲ့စကားကိုလက်တွေ့ချတိလိုက်တော့မှလက်ခံတော်တဲ့တော့ကွယ်ပုံမြင်လေးရတော့ဒါပါပဲကွယ်ကလေးတို့ရေဒီပုံမြင်လေးမှာအတွေ့အကြုံဟာတိတ်အရေးကြီးချောင်းကိုပြောချင်တာပါကွယ်အတွေ့အကြုံရှိတော့စိုးတာပဲဖြစ်ဖြစ်ကောင်းတာပဲဖြစ်ဖြစ်ခံနိုင်ရရှိတာပေါ့လူကြီးတွေကအတွေ့အကြုံအရာသိပြီးလို့ပြောပြတာကိုချက်ချင်းလက်မခံတတ်တာကလူတဘာဝပါပဲဒါပေမဲ့လူကြီးတွေရဲ့အတွေ့အကြုံအရာစိုးဆုံးမှစကားတချို့ဟာတိတ်အဖိုးတန်နေဆိုတာကိုတော့မမင်းနဲ့နော်